ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါတူဘရာသာဦးတီဟာဂျပန်ဒီပေါ်တေဘယ်ဝင်းဒိုတိုင်အလုံးကောင်းအလုံးတန်ရောင်းဝယ်မှာကြိုးပြပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရှိမှာတကောင်ဝဲလေးတစ်လုံးနဲ့တကောင်လေးတစ်လုံးပစ္စည်းထောက်ဝင်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါတကယ်လို့ကျွန်တော်ရှိမှာပစ္စည်းကောင်းပစ္စည်းအတန်လဲကြိုက်တယ် remote control လေးလည်းပါတာကြိုက်တယ် model အမြင့်လည်းကြိုက်တယ် gas အမြင့်လည်းကြိုက်တယ်ဆိုတဲ့ customer များကျွန်တော်ရှိမှာဆက်သွယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ကတော့အလုံးပေါင်းအလုံးတန်နဲ့ရောင်းချပေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရှိမှာဈေးနှုန်းမကြောက်တဲ့ကာဆာမှာဆက်သွယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ဟဲရာရုပ်ပြောင်းအလုံးလေးရပါမယ်ခင်ဗျာနော်နောက်တစ်လုံးကတော့ကျွန်တော်တို့ကိုရိုနာပြူအောင်ဝင်အလုံးလေးရပါမယ်ခင်ဗျာနော်ကိုရိုနာပြူအောင်ဝင်ကတော့ 1.4 million 1.6 model 2024ခက်က R32 လေးနဲ့ခင်ဗျာနော် model မြင့်ကမ်းမြင့်သွားတယ် remote control လေးလည်းပါတယ်ခင်ဗျာနော်အဲ့ကောင်လေးကတော့တစ်ကောင်မှာကျွန်တော်10ပေပတ်လေခန့်12ပေပတ်လေခန့်အခန်းထဲမှာပရင်းမောက်ရှိလို့ရှိရင်လုံးဝစောင့်ချုံပြီးအေးရပါမယ်ဒါလေးကတော့စောင့်ချုံအေးအဲကွန်ဝင်းဒိုတိုက်အဲကွန်လေးတွေပါခင်ဗျအဲကိုလာမဟုတ်ပါဘူးအဲကွန်မှာအရှိကနေဒီလိုမျိုးနေရာလေးကနေကျွန်တော်လေးထွက်ပါမယ်ခင်ဗျနော်အရှိကအေးကွိုင်းအနောက်ကအပူကွိုင်းအလဲမှာကွန်ပရက်ဆာပါပါတယ်ခင်ဗျနော်မော်ဒယ်မြင့်ဂန်မြင့်နေခင်ဗျနော်ကဲလုံးဝအလုံးကောင်းအလုံးသက်ပဲရောင်းချပေးပါတယ်ခင်ဗျနော်အကိုတို့မတို့ဒီလိုမျိုးအလုံးမမီဘယ်လိုမျိုးအလုံးမျိုးသွားယူမလဲခင်ဗျနော်ကျွန်တော်ကတော့အချုပ်အလုံးကြီးပဲရောင်းချပေးပါတယ်ခင်ဗျနော်ဒါလေးဆိုလို့ရှိရင် hair brand ရုပ်ပြောင်းအလုံးလေးနော်အမဲရောင်လေးရုပ်ပြောင်းဖြစ်သွားပြီဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့ 1.6 မြင်တော့ 1.8 kW GAT R410 လေးနဲ့ model မြင့်ကတ်လေး remote control ပါမယ်နော် remote control ပါပါမယ်ခင်ဗျနော်ဒီကောင်လေး model မြင့်တယ် GAT မြင့်တယ်နော်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်15ပေပတ်လေအခန်းပရင်းပေါက်ရှိအောင်နဲ့လုံးဝစောင့်ချိုးအင်းရမယ်အလုံးလေးပါဟုတ်ကဲ့ပါကျွန်တော်ကတော့လုံးကောင်းအလုံးတန်ပဲရောင်းချပေးပါနဲ့ဒီလိုကိုအလုံးကောင်းအလုံးတန်ကြိုက်တဲ့ကားဆန်ပါများကျွန်တော်ရှိမှာဆက်သွယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါပြီခင်ဗျာနော်ဟုတ်ကဲ့ပါလက်တလုံးမှာပစ္စည်းလေးကတကောင်ဝဲတစ်လုံးလေးနဲ့တကောင်တစ်လုံးလေး stock ထည့်ရပါအောင်မယ်ခင်ဗျာနော်တကယ်လို့ကျွန်တော်ရှိမှာဆက်သွယ်ဝယ်ယူနေဆိုရင်တော့39422338နဲ့ဆက်သွယ်ဝယ်ယူနိုင်လို့သူဘာသာဦးတီဟာ Facebook official account ကနေဆက်သွယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်เนาะ TikTok CV အကောင့်အနေနဲ့ဆက်သွယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာเนาะကဲဒီနှလုံးလေးရပါမယ်ခင်ဗျာเนาะဟုတ်ကဲ့ပါအမြန်ဆုံးလက်ဦးမှုရရှိမှရပါမယ်ခင်ဗျာเนาะကျွန်တော်ရှိမှရောက်ကုန်ဖြစ်တဲ့အတွက်ကြောင့်အမြန်ဆုံးကုန်တာမြန်ပါတယ်ခင်ဗျာเนาะအမြန်ဆုံးလက်ဦးမှုရရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်เนาะတကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်ဆက်သွယ်ပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာကြည့်ရှုအားပေးရတဲ့ကျေးဇူးထိုးပင်တင်ရှိပါတယ်ခင်ဗျာ